digital စီးပွားရေးမှာတချို့ဝင်ငွေရကြတယ်တချို့ဝင်ငွေမရကြဘူးဘာကြောင့်လဲအဲ့ဒီအဖြေလေးကိုဒီနေ့မှာမူက sharing လေးလုပ်ပေးချင်တာဖြစ်တယ်မိတ်ဆွေကဆရာဝန်လုပ်ပြီးတော့အသက်မွေးဝမ်းချောင်းပြုမယ်ဆိုရင်စီချောင်းတက်ရတာဖြစ်တယ်ဆရာဝန်ရဲ့ certificate ရှိရတာဖြစ်တယ်မိတ်ဆွေက engineer လုပ်ပြီးတော့အသက်မွေးဝမ်းချောင်းကိုပြုမယ်ဆိုလို့ရှိရင်engineer အကြောင်းကိုတွားတက်ရတာဖြစ်တယ် certificate လိုအပ်တာဖြစ်တယ်ဘယ်အရာကိုပဲလုပ်certificate လိုအပ်တာဖြစ်ပြီးတော့အဲ့ဒီကိုအသက်မွေးဝမ်းချောင်းပြုမဲ့အရာရဲ့ပညာကိုလိုအပ်တာဖြစ်တယ်အဲ့လိုပဲ digital စီးပွားရေးကိုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီစီးပွားရေးကနေဘယ်လိုဝင်ငွေရနိုင်မလဲဒီစီးပွားရေးကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အရာကိုမို့လို့မှာ training ရှိတာဖြစ်တယ်အဲ့ဒီ training ဝင်ငွေရအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ကြားပေးတာဖြစ်တယ်အဲ့တော့အဲ့ဒီအရာကိုသင်ယူပြီးတော့လက်တွေ့ကိုကလှုပ်ဆောင်မှဒါလေးဝင်ငွေရမှာဖြစ်တယ် is simple ဘာမှမလုပ်ရင်ဘာမှမရဘူးလှုပ်ဆောင်တဲ့သူကရလက်ကောင်းနေအများကြီးရတာဖြစ်တယ်ငွေရရှိခြင်းနဲ့ဆိုတော့ရရိုးရှင်းပါတယ်အောင်မြင်နေတဲ့သူတွေဘယ်လိုမျိုးလှုပ်ဆောင်နေကြလဲဆိုတာကိုလေ့လာသိယူမယ်ကိုယ်တိုင်ကလက်တွေ့ action ယူပြီးတော့လှုပ်ဆောင်မယ်training တွေမှာသွားပြီးတော့လေ့လာမယ်ကိုယ့်ရဲ့ mentor ကိုယ့်ရဲ့coach နဲ့သူတို့စီကနေပြီးတော့သင်ယူလေ့လာခြင်းတွေလုပ်ရမှာဖြစ်တယ်ဒီအရာကမိတ်ဆွေကို 100% အောင်မြင်စေတဲ့အရာဖြစ်တယ်အောင်မြင်ဖို့အတွက်နီလန်းလေးတွေအများကြီးရှိတာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ digital စီးပွားရေးကနေပြီးတော့အောင်မြင်ခြင်းနဲ့ဆိုရင်တော့လက်တွေ့လောက်ဆောင်ရမယ် consistency ရှိရမှာဖြစ်တယ်သင်ယူလေ့လာရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးခြင်းနဲ့ thank you ပါ God bless you